အားလုံးပဲမင်္ဂလာပါဒီကနေ့ပြောပြချင်တဲ့အကြောင်းအရာကတော့ကျွန်တော်တို့ GED Life Science ရဲ့ Chapter 2ဖြစ်သော Structure and Function of Life ဆိုတဲ့သင်ခန်းစာကိုဆွေးနွေးတင်ပြပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဒီ chapter မှာဘာတွေလေ့လာရမလဲဆိုတော့သက်ရှိတွေရဲ့အခြေခံလုပ်ငန်းဆောင် unit တွေနဲ့အသက်ရှင်သန်မှုအတွက်လိုအပ်တဲ့ life function တွေကိုကျွန်တော်တို့လေ့လာရမှာပဲဖြစ်ပါတယ်ဒီသင်ခန်းစာရဲ့အစကိုကျွန်တော်တို့ဝက်ကြဒီတစ်ကြောင်းနဲ့စလို့ရပါတယ်ဝက်ကြလေးတော့ဘာပြောလဲဆိုတော့ all living things are made of cells the basic unit of life တဲ့ကျွန်တော်တို့သက်ရှိမှန်သမျှကိုဆဲနဲ့တိဆောက်ထားတယ်လို့ဆိုလိုပါတယ်ဘယ်သက်ရှိဖြစ်ဖြစ်ကျွန်တော်တို့ဆဲနဲ့တိဆောက်ရပါတယ်ဒါကြောင့်ဆဲဆိုတာသက်ရှိတွေရဲ့အခြေခံလုပ်ငန်းဆောင် unit ပဲဖြစ်ပါတယ်အဲ့တော့ဆဲတွေနဲ့တိဆောက်တဲ့နေရာမှာဆဲတစ်လုံးနဲ့တိဆောက်ထားတဲ့သက်ရှိလည်းရှိတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဲ့သို့သောဆဲများစွာနဲ့တိဆောက်ထားတဲ့သက်ရှိလည်းရှိပါတယ်စက်တလုံးနဲ့တိဆောက်ထားတဲ့သက်ရှိကိုကျွန်တော်တို့ unicellular organism လို့ခေါ်တယ်ဥပမာ bacteria တွေပေါ့နော်အဲ့တော့ bacteria တွေဆိုရင်သူတို့ရှင်သန်ဖို့အတွက်လိုအပ်တဲ့ life processes သက်ရှိလုပ်ငန်းစဉ်မှန်သမျှကိုအဲ့ဒီစက်တလုံးတွေကပဲအစီအမံဆောင်ရွက်သွားတာပါဆဲအများကြီးနဲ့တိဆောက်ထားတဲ့သက်ရှိကိုကျွန်တော်တို့ multicellular organism လို့ခေါ်ပါတယ် multicellular organism မှာကျတော့အသက်ရှင်သန်မှုအတွက်လိုအပ်တဲ့လုပ်ငန်းမှန်သမျှကိုသက်ဆိုင်ရာဆဲတွေကနော်ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီ slide လေးကိုကျွန်တော်တို့ပြန်ပြီးအနှစ်ချော့မယ်ဆိုရင်သက်ရှိတိုင်းကိုဆဲတွေနဲ့တိဆောက်ထားတယ်ဆဲတစ်လုံးနဲ့တိဆောက်ထားတဲ့သက်ရှိကို unicellular organism လို့ခေါ်မယ်ဆဲများစွာနဲ့တိဆောက်ထားတဲ့သက်ရှိကို multicellular organism လို့ခေါ်ပါမယ်ဒါကဒီ slide လေးရဲ့အနှစ်ချုပ်ဖြစ်ပါတယ်နောက်တစ်ခုသိထားမှာကဆဲတွေဆောင်ရွက်ရတဲ့အခြေခံလုပ်ငန်းလေးတွေကိုကျွန်တော်လေ့လာရမှာပါအဲ့တော့ဆဲတွေရဲ့ပထမဆုံးလုပ်ငန်းတာဝန်ကတော့ movement ပြေးရှားသွားလာမှုပါရေရှားသွားလာမှုလို့ပြောတဲ့အခါမှာဆဲတွင်းမှာလည်းဖြစ်တယ်လို့ဆဲပြင်မှာလည်းဖြစ်ပါတယ် molecule တွေအဝင်ထွက်ကအစပေါ့နော်ဒီကဲ့သို့သောရေရှားမှုလုပ်ငန်းလေးတွေကိုဆဲတွေကဆောင်ရွက်နိုင်ပါတယ်နောက်က growth ရှင်သန်ကြီးထွားမှုတွေဆောင်ရွက်ပါမယ်နောက်နံပါတ်3ကကျတော့ cell maintenance ဆဲတွေကိုကျွန်တော်တို့ထိန်းသိမ်းထားခြင်းပါမူလရှိတဲ့ဆဲအဟောင်းကနေပြီးတော့ဆဲအသစ်တွေဖြစ်အောင်ကျွန်တော်တို့ကွဲပွားလို့ရပါတယ်ဆဲ division ဖြစ်လို့ရပါတယ်တက်ရှိမှန်လို့ရှိရင်နောက်၄ခုမြောက်လုပ်ငန်းကတော့ကျွန်တော်တို့ reproduction ပွားများခြင်းပါသက်ရှိတွေစင်ဆက်မပြတ်ဖြစ်နေဖို့ဆိုလို့ရှိရင်ဆယ်တိုင်းသက်ရှိတိုင်းဟာရှင်သန်ပွားများနေဖို့လိုပါတယ်။နောက်ဆုံးလုပ်ငန်းစဉ်တစ်ခုကတော့ဆဲတွေကနေပြီးတော့ရှင်သန်ဖို့အတွက်လိုအပ်တဲ့ specialized substances တွေပေါ့ထူးခဲ့တဲ့အရာဝတ္ထုပစ္စည်းတွေကိုထုတ်ပေးတတ်ပါတယ်။ဥပမာအဖြစ် protein တွေပေါ့နော်။သက်ဆိုင်ရာလုပ်ငန်းတစ်ခုကိုဆောင်ရွက်ဖို့အတွက်လိုအပ်တဲ့ protein တွေကိုဆဲတွေသက်ရှိတွေကထုတ်ပေးနိုင်ရမှာပဲဖြစ်ပါတယ်။ဒါရှင်သန်ဖို့အတွက်လိုအပ်တဲ့ basic life function လေးတွေပါ။နောက်တစ်ခါကျွန်တော်တို့သိထားတဲ့အရာလေးကဒီ sentence လေးကိုအမြဲတမ်းမှတ်ထားပါ form follow function ပါအဲ့တော့ပုံသဏ္ဍာန်တွေကလုပ်ငန်းပေါ်ဆိုလိုတဲ့သဘောတရားကကျွန်တော်တို့လုပ်ငန်းပေါ်မူတည်ပြီးတော့ပုံသဏ္ဍာန်တွေကွဲပြားခြားနားသွားမယ်အဲ့ဒီတိုင်းပဲပုံသဏ္ဍာန်တွေကွဲပြားခြားနားသွားလို့ရှင်လုပ်ငန်းတွေကလည်းတူမှာမဟုတ်တော့ပါဘူးအဲ့တော့ form နဲ့ function ဟာအပြန်အလှန်အမိတဟဲပြုနေပါတယ်လုပ်ငန်းတူရင် form တွေတူနိုင်တယ်ပေါ့လုပ်ငန်းမတူရင် form တွေကွဲသွားတယ်ပေါ့ဒါကြောင့်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ cell တွေရဲ့ form တွေကိုကြည့်မယ်ဆိုရင်ပုံစံတွေကိုကြည့်မယ်ဆိုရင်အစာအိမ်မှာရှိတဲ့အစာအိမ် cell တွေကျွန်တော်တို့အာရုံကြောတွေဆက်ဖြစ်တဲ့ neuron cells တွေရဲ့ဟုတ်တယ်လားကျွန်တော်တို့ကြွက်သား cell တွေရဲ့တူမှမဟုတ်ဘူးဘာလို့လဲလုပ်ငန်းမတူလို့လုပ်ငန်းမတူတော့ဘာမတူဘူးလေပုံသဏ္ဍာန်တွေလည်းမတူပါဘူးအဲကြောင့်ဒီ sentence လေးကိုအမြဲတမ်းမှတ်ပါ form follow functions ပါအဲ့တော့ကျွန်တော်တို့ဆဲတွေကတစ်ခုနဲ့တစ်ခုပုံသဏ္ဍာန်မတူဘူးဆိုပေမဲ့အဲတစ်ခုမှတ်ထားစရာရှိတယ် Although cells differ widely in size and appearance ဆဲတွေကအရွယ်အစားအားဖြင့်တော့၎င်းတွင်ပြင်အားဖြင့်တော့၎င်းဆဲတစ်ခုနဲ့တစ်ခုကကွဲပြားခြားနားတယ်လို့ဆိုပေမဲ့ကျွန်တော်တို့ဆဲတွေမှာ basic structure and common ဘုံတူနေတဲ့ structure လေးတွေလည်းရှိပါတယ်ဆဲတစ်ခုနဲ့တစ်ခုကလုပ်ငန်းမတူလို့အရွယ်အစားတွေကွဲပြားခြားနားမယ်တွင်ပြင်တွေကွဲပြားခြားနားမယ်အဲ့လိုကွဲပြားမှုတွေရှိနေတော့လည်းပဲကျွန်တော်တို့ဆဲတစ်ခုနဲ့တစ်ခုမှာဘုံတူတဲ့ structure လေးတွေလည်းရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့မှတ်ပါပထမအဦးဆုံးကျွန်တော်တို့ရဲ့ဆဲတိုင်းမှာ cell membrane လို့ခေါ်တဲ့ cell အမေးပါရှိပါတယ်ဘယ် cell ကိုပဲသွားကြည့်ကြည့် cell ကိုကာယံပေးထားတဲ့ cell membrane cell အမေးပါဆိုတာပါဖို့ပါရပါတယ်ဒုတိယဘုံတူညီတဲ့အချက်တစ်ချက်ကတော့အဲ့ cell အမေးပါရဲ့အတွင်းထဲမှာရှိသော cytoplasm ပါcell တိုင်းမှာ cytoplasm ရှိပါတယ်အဲ့တော့အဲ့ cell membrane ရဲ့အတွင်းသားထဲမှာ cytoplasm လို့ခေါ်တဲ့ခပ်ပြစ်ပြစ်အရည်တွေနဲ့ပြည့်နေတဲ့အင်္ဂါအစိတ်ပိုင်းရှိပါတယ်ပြီးတော့လို့ရှင်တော့ဆဲတိုင်းမှာကျွန်တော်တို့ genetic material လို့ခေါ်တဲ့ဗီဇပစ္စည်းတွေပါဖို့ပါရပါမယ်ဒါကကျွန်တော်တို့ဆဲတိုင်းမှာတွေ့ရမယ်ဘုံတူညီချက်၃ခုပါ
ပြန်ပြောပြပါမယ်ဆဲတိုင်းမှာဝန်းရံပေးထားတဲ့ကာကွယ်ပေးထားတဲ့ cell membrane ပါကိုပါရမယ်အဲ့ cell membrane ရဲ့အတွင်းဘက်မှာ cytoplasm ဆိုတဲ့ခပ်ပြည့်အရည်တွေနဲ့ပြည့်နေတဲ့အစိတ်ပိုင်းလေးရှိမယ်ပြီးတဲ့အခါမှာဆဲရဲ့လုပ်ငန်းတွေကို control လုပ်ပေးထားမယ် genetic material ဗီဇပစ္စည်းတွေလည်းပါကိုပါရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဆက်လက်ပြီးတော့ဒီဘုံတူတဲ့ structure 3ခုကိုကျွန်တော်တို့အကြမ်းဖျင်းလေးကျွန်တော်တို့ဆွေးနွေးတင်ပြပါမယ်ပထမဆုံးကျွန်တော်တို့ cell membrane ရဲ့တာဝန်ပါအဲ့တော့ cell membrane ကတော့ကျွန်တော်တို့သိတဲ့အတိုင်းပဲเนาะအဲ့တော့ cell အတွင်းမှာရှိတဲ့ structure နဲ့ cell ပြင်ပမှာရှိတဲ့ environment ကိုဂျားထဲကနေ separate လုပ်ပေးထားတာပါခြားနားပေးထားတာပါ cell ထဲမှာပါတဲ့ contents တွေနဲ့အဲ့ဒီ cell ရဲ့ environment ကိုဂျားထဲကနေ separate ပိုင်းခြားထားပေးထားတာပါပြီးတဲ့အခါမှာအဲ့ဒီ cell က selectively permeable ဖြစ်ပါတယ်ရွေးချယ်ပြီးတော့စိတ်ဝင်ပေးတတ်ပါတယ်ဆဲအတွက်လိုအပ်တဲ့အာဟာရဓာတ်တွေရေဓာတ်တွေကိုဆဲတွေကိုဝင်ခွင့်ပြုထားမယ်နော်ဆဲအတွက်မလိုအပ်တဲ့ဆဲရဲ့အညစ်အကြေးတွေကိုကျတော့ဆဲပြင်မကိုပြန်ပြီးတော့ထုတ်ပေးမယ်ဒါကျွန်တော်တို့အကြမ်းဖျင်းပြောပြတာပါအဲ့တော့ဆဲဟာသူ့ရဲ့ဒီဆဲအတွင်းထဲကိုအဝင်ထွက်သွားလာနိုင်တဲ့ molecule တွေကိုသူက selectively ရွေးချယ်တတ်တဲ့သဘောရှိပါတယ်ဘယ် molecule ကဝင်ဘယ် molecule ကထွက်စသဖြင့်ပေါ့ဒါ cell membrane လေးရဲ့တာဝန်ပါနောက်တစ်ခုကြည့်ရမယ်တော့ cytoplasm မှာ cytoplasm ကတော့အဲ့ဒီစောစောက cell membrane ရဲ့အတွင်းဘက်မှာရှိပါတယ်သူရဲ့ပုံစံကိုလေ့လာကြည့်တဲ့အခါမှာ watery jelly like substance ပါရေလို့ပြောတဲ့အခါမှာသူကအရေကျဲကျဲမဟုတ်ဘူးခပ်ပြစ်ပြစ်အရေသဘောရှိပါတယ်အဲ့ဒီခပ်ပြစ်ပြစ်အရေထဲမှာကျွန်တော်တို့ပုံမှန်မြင်ရတဲ့အတိုင်းအခြားသော organelles လို့ခေါ်တဲ့ organelle လေးတွေမျောပါနေမှာပဲဖြစ်ပါတယ်အဲ့တော့ cytoplasm ထဲမှာ cytoplasm ဆိုတာခပ်ပြစ်ပြစ်အရေဖြစ်ပြီးတော့အဲ့ဒီခပ်ပြစ်ပြစ်အရေထဲမှာအခြားသော cell structure တွေတည်ရှိနေမှာပဲဖြစ်ပါတယ်ဒါကိုကျွန်တော်တို့နောက်ပိုင်းသင်ခန်းစာကျရင်အသေးစိတ်ဆွေးနွေးတင်ပြပါမယ်။ကဲနောက်ဆုံးဘုံတူညီချက်ဖြစ်တဲ့ genetic material ပါ။ကျွန်တော်တို့များသောအားဖြင့်ကြားဦးကြပါမယ် genetic material ဆိုတာ DNA တွေပေါ့ကျွန်တော်တို့ဆဲတိုင်းမှာ DNA ပါဖို့ပါရပါတယ်။အဲ့ဒီ DNA ထဲမှာဘာတွေပါလဲဆိုတော့ coded instruction နဲ့နော်ကျွန်တော်ညွှန်ကြားချက်တွေပါတယ်။အဲ့ဒီညွှန်ကြားချက်တွေကအဲ့ညွှန်ကြားချက်တွေပေါ်မူတည်ပြီးတော့ဆဲတွေဟာလုပ်ငန်းတွေကိုဆောင်ရွက်တာပဲဖြစ်ပါတယ်။နော်အဲ့ဒီဟာတွေကအင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ဆွေးနွေးတင်ပြသွားတာကအားလုံးကိုပြန်ပြီးအနှစ်6မယ်ဆိုလို့ရှိရင်ကျွန်တော်တို့သက်ရှိတွေမှန်သမျှကိုဆဲတွေနဲ့တိစောက်ထားတယ်။ဆဲလို့ပြောတဲ့အခါမှာ unicellular organism လည်းရှိတယ်လို့ multicellular organism လည်းရှိပါတယ်။အဲ့တော့အထူးသဖြင့် multicellular organism မှာဆိုလို့ရှိရင်တော့ဆောင်ရွက်ရတဲ့လုပ်ငန်းဆောင်တာတွေမျိုးမျိုးရှိတယ်။လုပ်ငန်းပေါ်မူတည်ပြီးတော့ဆဲရဲ့ပုံသဏ္ဍာန်တွေတွင်ပြင်းနေအရွယ်အစားတွေကွဲပြားခြားနားမှုရှိမယ်။အဲ့လိုမျိုးကွဲပြားခြားနားနေပေမဲ့ဆဲတိုင်းမှာဘုံတူညီတဲ့တူညီချက်၃ခုကဘာတွေလဲဆဲတိုင်းမှာ cell membrane ပါမယ် cytoplasm ပါမယ် genetic material လို့ခေါ်တဲ့ဗီဇပစ္စည်းတွေပါမှာပဲဖြစ်ပါတယ်ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်သင်ခန်းစာတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်